အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့အနေနဲ့ခီးပါစီစဉ်တွေကိုအဓိကထားမျှဝေနေတာဖြစ်ပြီးတော့ဒီ TikTok ရန်ကုန်ဆိုတဲ့အစီအစဉ်ကအရင်ကမျှဝေနေတဲ့ Around ရန်ကုန်ဆိုတဲ့အစီအစဉ်ကမျှဝေမှာဖြစ်ပါတယ်ဒီ TikTok ရန်ကုန်ဆိုတဲ့အစီအစဉ်မှာကရန်ကုန်မြို့တွင်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အကြောင်းအရာတွေသမိုင်းကြောင်းဆိုင်ရာတွေသွားလာလေပတ်ချင်စရာနေရာတွေပွဲတော်တွေနဲ့သူစားတောက်ဖွယ်ရာအပါအဝင်အကြောင်းအရာတွေကိုစူးစီးမျှဝေပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ဗျဒီနေ့ကတော့ရန်ကုန်မှာထိုင်လို့ကောင်းတဲ့ကော်ဖီဆိုင်လေးတစ်ခုရန်ကုန်ထဲပေမဲ့ရန်ကုန်ရဲ့အရသာမဟုတ်ဘဲနဲ့ငင်းကျန်းတဲ့အရသာပေးစွမ်းနိုင်တဲ့ကော်ဖီဆိုင်လေးတစ်ခုအဲ့ဒီဆိုင်လေးမှာတက်ထိုင်ပြတဲ့မြင်ကွင်းအဲ့ဒီမှာရတဲ့အစားအစာအချို့ပြီးရင်တော့စားတောက်စရာအတော်လေးစုံစုံလင်လင်ရတယ်နောက်ထပ်ကော်ဖီဆိုင်လေးတစ်ခုအဲ့ဒီမြင်ကွင်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျအခုကကျွန်တော်တို့အဲ့ဒီရန်ကုန်ထဲမှာပဲမဲ့ရန်ကုန်နဲ့မတူဘဲနဲ့တကယ်ကိုအေဂျင့်စိတ်ငြိမ်တဲ့အရာသာပေးစွမ်းနိုင်တဲ့ကော်ဖီဆိုင်လေးတစ်ခုစီကိုသွားမယ်ဆိုတော့အခုဒါကကျွန်တော်တို့ရောမင်းကြီးလမ်းဘက်ကျွန်တော်တို့တွေပကြိုစေးခုံတရားကြီးကနေပြီးတော့နောက်ဘက်ကိုထွက်လာပြီးတော့အခုဒီကော်ဖီဆိုင်လေးစီလာတာဟိုးမှာအပေါ်မှာကော်ဖီဆိုင်ရဲ့ဆိုင်းဘုတ်လေးโอเคဒါကဆိုင်ရှိတဲ့ဝင်းထဲကိုဝင်လာပြီဒီမှာဒီလိုမြင်ကွင်းလေးဒါရန်ကုန်ထဲမှာရှိနေတဲ့နေရာเนาะဒါပေမဲ့အခုဒီလိုနေရာမျိုးလေးကော်ဖီဆိုင်က Pink Headed Duck သူစီမှာအဓိကကဒီပိုင်းမုံတွေကအဓိကနာမည်ကြီးတယ်လို့ပြောရမှာပေါ့အဓိကဆိုတာ sorry နာမည်ကြီးတာတွေကဒီပိုင်းမုံကလည်းနာမည်ကြီးတဲ့ထဲကတစ်ခုပေါ့ကော်ဖီဆိုင်တော်တော်များများမှာက cake တို့ကျန်တဲ့အခြားစားစရာအပါအဝင်တော်များများရှိပြီမဲ့ဒီလိုပိုင်းနဲ့ပတ်သက်လို့ကတော့ဒီဆိုင်လေးကထူးထူးခြားခြားလေးရတာပေါ့ဆိုင်တွင်းအပြင်စင်ကဒီလိုမျိုးလေးတွေOnce in a while I dream. Once in a while I think of you. I reminisce on days gone by when you and I were new. Once in a while I dream, hoping that you'd return to me, but I know that you're not coming back, so once in a while I dream. Each moment passes like hours, each day is dark as the night. ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ရဲ့ကိုဘာ channel လေးတစ်ခုဖြစ်တဲ့ The Old Tea Shop မှာကျွန်တော်တို့အခုလက်တလုံးမျှဝေထားတဲ့အပိုင်းလေးဖြစ်ပါတယ်ဘုသူတလည်းရအောင်အပြင်းလဲပြေအောင် AI ဖန်တီးမှုတွေနဲ့သမိုင်းကြောင်းဆိုင်ရာနဲ့ဒဏ္ဍာရီတွေကိုပေါင်းဆက်မျှဝေနေတာပါအခုဒီပိုင်းကတော့ဘုံတလုတ်ကန်ရွှေဦးမင်းဖျားပင်းတရမြို့နယ်ကုန်းမဖျားမင်းသားရှင်မိရာတွေရဲ့သမိုင်းဆက်ဆက်အပိုင်း၅ဖြစ်ပါတယ်ဗျတောက်ကြည့်ဖို့အတွက် description မှာ link လေးထည့်ပေးထားပါတယ်โอเคဒါကသူစီမှာရတယ်ပိုင်းမုံနဲ့အထူးကဒီဇိုင်းလေးကိုရောက်လို့ရှိရင်ဘာလဲဆိုတော့ agent နဲ့ရတရန်ကုန်ထဲမှာထိုင်နေရတာနဲ့မတူတဲ့ feeling အဲ့လိုမျိုးတွေရတယ်ဗျ
အေးစစ်စစ်စာအုပ်လေးဖတ်ရင်သို့မဟုတ်အေးစစ်စစ်အလုပ်လေးလုပ်ရင်လာထိုင်လို့ကောင်းတဲ့နေရာလေးရှေ့မှာလည်းထိုင်လို့ရတယ်အပြင်မှာထိုင်နေရင်တော့ဒီလိုပုံစံမျိုးလေးတခုရှိပါတယ်ဒီမြင်ကွင်းလေးကကျွန်တော်တို့ပြီးခဲ့တဲ့ကာလလေးတစ်ခုကရိုက်ထားခဲ့တာပါလက်တလုံးမြင်ကွင်းတော့မဟုတ်ပါဘူးအပြင်မှာအဲ့လိုမျိုးဒီလိုအတန်လေးတွေကြားနေရတယ်ဒီလိုပင်လေးတွေကြားထဲမှာဒါဆိုင်တွင်းဒီလိုမြင်ရတယ်ဒါကကျွန်တော်ပြန်ထွက်မယ်ဒီမှာပြန်ထွက်ခဏလေးကိုဟိုဘက်ကအင်ရလေးမိုက်တယ်ဗျာရှီကောင်းအိမ်ပုံစံမျိုးကြီးလေတွေ့လားအခုဒီကနေလှမ်းမြင်နေရတယ်ဒီမှာထိုင်ဖို့လုပ်ထားတဲ့ခုံဒီဇိုင်းလေးအစားဒီလိုဒီဇိုင်းလေးတွေလည်းရှိတယ်โอเคဆိုင်ကဘယ်နားလေးမှာလဲရှိဆိုတော့ဒီမှာအခုဒီမြေပုံလေးမှာပြထားတဲ့အတိုင်းပဲရောင်မင်းကြီးလမ်းကနေပြီးတော့ဝင်လာရုံပဲရောင်မင်းကြီးလမ်းကိုကျွန်တော်တို့ရွှေတကုံဖျားလမ်းကနေပဲဝင်အလံပြဖျားလမ်းကနေပဲဝင်ဒီမှာရောင်မင်းကြီးလမ်းနဲ့ဝင်လာလို့ရှိရင်အခုလက်ရှိဒီမှာအနီး point လေးထောက်ထားတယ်လေအဲ့နေရာလေးမှာရှိတာဆိုင်လေးကတော်တော်ရေးချမ်းလေးဗျโอเคနောက်ဆိုင်ပြမယ်ဒါကကြတော့ကျွန်တော်တို့အင်းရမြိုင်လမ်းပေါ်မှာရှိတာဒီဆိုင်လေးကသူကတော့ဒီဆိုင်ကအဓိကကတော့အစားအသောက်တော်တော်လေးကိုစုံတာ My Hill အဆိုင်အတွင်းပိုင်းကဒီလိုခြေနေမျိုးလေးသူကကော်ဖီရတယ်အေးရတယ်စားတောက်စရာအစုံရတယ်အဲ့ဒီလိုမျိုးပုံစံကျွန်တော်မီနူးလေးကိုပြမယ်ဗျမီနူးလေးကိုပြတဲ့ခါကျတော့ကိုစားကျင်တာလေးဘာညာရှိလို့ရှိရင်လေဒီမှာသူစီမှာရတဲ့ဟာတွေကအခုဒီမှာ hot drink cold brew ဒါတွေရှိမယ်ပြီးသွားလို့ရှိရင်ဒီမှာကော်ဖီကိုမှအပူအေးအပါဝင်စိတ်ဝင်စားစရာကောင်းတဲ့ဖန်တီးမှုလေးတွေရှိတယ်ဒီမှာကြည့်ဒါတစ်ခုချင်းစီ mocktail လေးရတယ်နော်ပြီးသွားလို့ရှိရင်ဒီမှာ cake တွေဒါတွေကတော့ cake တွေသူစီမှာရတဲ့ cake တွေပြီးသွားရင်ဒီမှာအမျိုးမျိုးကိုစားကျင်တာရွေးချယ်စားတောက်လို့ရတယ်တော်တော်လေးဆောင်တယ်ဗျာကျွန်တော်တို့ကသဘောကျတာလေဟိုတိုင်းသားစားစာလေးတွေလည်းရှိတယ်ပြီးသွားတော့ဘယ်လိုပြောရမလဲကော်ဖီအေးပြီးသွားရင်တခြားအစားအစာအစုံတော်တော်များတယ်ဗျာအဓိကကတော့အစားအစာအစုံလေးပဲရှိတယ်အခုဒီမီနူးလေးတွေမှာတင်ကြည့်လိုက်လို့ရှိရင်ဒါအခြေအနေကိုမှန်းလို့ရတယ်တလားအဲ့လိုမျိုးလေးဒါကတော့ကိုခဲလို့ဘောကြလို့ရှိရင်တားပြီးတော့ကြည့်လို့ရအောင်မှာချက်ဘူးတို့ဘာတို့အစားတွေ့လာဒီလိုဗမာသမင်းဟင်းဆိုလို့ရှိရင်လည်းအဲ့လိုဟာမျိုးလေးတွေရှိတယ်ဒီမှာ live food တွေရှိတယ်အဲ့လိုမျိုး okay အဲ့ဆိုင်လေးမှာထိုင်ပြီးတော့အဲ့ဒါကျွန်တော်တို့ဒီလို dim sum တွေလည်းရတယ်ဒီမှာတွေ့လား dim sum အစုံရှိရယ်ဆိုလို့ရတယ်တော့ဗျာ breakfast လည်းရတယ် lunch လည်းရတယ်အဲ့လိုမျိုးပြောရမှာပေါ့နော်ဒီလိုဟာလည်းရတယ်စိတ်ဝင်စားဖို့ကောင်းတယ်ကောင်းချင်းမောင်းကိုသူကအဖြူရယ်ငချိတ်ကယ်ပြီးတော့လို့ရှိရင်နှမ်းတောင်းနဲ့ပဲပြုတ်နဲ့အဲ့လိုမျိုးကော်ဖီကတော့ပြောကော်ဖီကလည်းအစုံရတယ်ဒီမှာ ice တော့ဗျာဟိုသဘောကျဖို့ကောင်းတာကစားကျင်တာဆိုလို့ရှိရင်ပြောကြည့်လိုက်ရှိတယ်ဆိုတာမျိုးအဲ့လောက်နီးပါအထိပေါ့ဗျာအဲ့လိုမျိုးလေးမဲလုံးခောက်ဆွဲနေထောက်ကြည့်လိုက်ဒါကအရှင်နဲ့ဆက်ထားပြီးပြီတော့ကိုစိတ်ကြိုက်ပေါ့ဒီမှာဒီလိုမျိုးတွေပါတယ်ဒီလိုနေထားရှိရယ်ဒါကနှစ်ပြန်ဖက်တမင်းမောင်းကြက်မဆလာချက်နဲ့ဒါဒီလိုပုံစံမျိုးလေးဖက်တမင်းမောင်းပုံစံမျိုးလေးပြီးတော့လို့ရှိရင်နောက်တစ်ခုရှိရယ်ပြမယ်ဒါကဈေးကျူဖက်တမင်းမောင်းဈေးကျုပ်ဖတ်တမင်းမောင်ဈေးကျုပ်ဖတ်တမင်းကကြတော့သူကဝက်အိုးကြီးချက်နဲ့ရတယ်ဝက်မြန်းများချက်နဲ့ရတယ်ပြီးတော့လို့ရှိရင်ဒီကော်ဖီလေးလည်းမိုက်တယ်ဟိုအရင်တုန်းကတော့ကျွန်တော်တို့ကော်ဖီ flip ဆက်ဆန်လေးပေါ့အခုဒါကတော့ဒါဒီလိုမျိုးပဲကော်ဖီနဲ့ရေခဲမုန့်နဲ့အဲ့လိုမျိုးလေး
โอเคကျွန်တော်ဒီဆိုင်လေးကနေပြီးတော့ပြန်ပြီးတော့ထွက်လာခဲ့ပြီအဲ့တော့ဒီဆိုင်လေးကကြတော့ဘယ်မှာရှိတာလဲဆိုအင်းရမြိုင်တန်းပေါ်မှာကျွန်တော်ရွှေတောင်ကြားထဲမှာပေါ့ဒီမှာအခုကျွန်တော်ပြထားတယ် My Hill Coffee House ဆိုတဲ့နေရာလေးအဲ့နေရာလေးနော်ဟုတ်ကဲ့ကျွန်တော်တို့ဒီဘက်မြောက်ရေးချင်းကတော့ဒီမြပဲဖြစ်ပါတယ်ဗျကျွန်တော်တို့သွားရင်ရောက်ရှိခဲ့တဲ့နေရာမှာပိတ်ဆို့လို့လည်းသွားရောက်စားတောက်ချင်လို့ရှိရင်ထောက်ပံ့ဖြစ်စေနိုင်မှုပါဗျဟုတ်ကဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်